မြတ်စွာဘုရားရှင်ရဲ့ခြေရာကမြေကြီးမှာကပ်ပြီးမထိဘူးဝတ်ထားတဲ့သင်္ကန်းကဘုံဘုံတို့ခန္ဓာကိုယ်မှာကပ်မနေဘူးသပိတ်ကလည်းလက်ထဲမှာကပ်ပြီးမနေဘူးနည်းနည်းလေးခွာနေတယ် flexible ဖြစ်အောင်ပေါ့ comfortable ဖြစ်အောင်ပေါ့ဒါသူ့ရဲ့ဘုံကံပြပဂရိလူတွေယုံမှာမဟုတ်ဘူးနော်ဒါကြောင့်မြတ်စွာဘုရားရဲ့ခြေရာကနုညံ့လွန်းလို့မြေကြီးနဲ့လည်းဓာတ်ရိုက်ကပ်နေတာမဟုတ်တဲ့အတွက်ခြေတော်ရမထင်ဘူးတဲ့ဟုတ်လားနောက်တစ်ခုကမြတ်စွာဘုရားရှင်ခြေရတာအကယ်၍ထင်ကြံခဲ့မယ်ဆိုရင်ခြေရတော်ကဘုရားပဲလေခြေရနင်းတဲ့လူတွေအကုန်ငရဲကြတော့ကံရသကြိုမိတဲ့လှည့်စွန်းခံဘုရားခြေရတွေထက်နော်တာဝတိမြို့တဲ့25နှစ်စွန်းလှည့်ခံတာဘုရားခြေရတွေထက်နော်အဲ့ဒီခြေရတွေတက်နေမိနေကံအခုခြေရရသည်ဘုန်းတို့ထွန်းထူထားတဲ့ကြောက်တုံးတော်အခုပူဇော်ထားတဲ့တက်ရဲလားအဲ့ဒါသူဒါကိုးကွယ်ပြီးရည်မှတ်ပြီးထူတာလေဟာနော်ဆယ်စုနှစ်တစုပဲရှိသေးတယ်ဟိုကဘုရားအစ်ဘုရားအစ်ကချတဲ့ခြေရမထင်ဘူးထင်ရင်လည်းဘယ်သူမှနင်းရဲလျှောက်ရဲမှာမဟုတ်ဘူးဒါကြောင့်ခြေရရမထင်ဘူးနော်အဲ့ဒါတော့ခြေရရမထင်ဘူးလို့ပြောတယ်အခုဘာကြောင့်ချခဲ့တာလဲဆိုအကျိုးကျေးဇူးရှိမဲ့ပုဂ္ဂိုလ်တွေရှိရင်ခြေရတော်ကိုနှစ်မျိုးထင်သေးတယ်တစ်မျိုးကအချိန်ပိုင်းထိုင်းလစ်ပဲပေးခဲ့တာဘလောက်ပဲထင်ပြီးကွယ်သေးလို့ဒိဋ္ဌံခဲ့နောက်တစ်မျိုးကဒါကအရှိခတ်သာသနာတော်ရှိသူထင်ကြံရည်စေလို့ long term plan နဲ့ချခဲ့တဲ့ခြေတော်ရရှိ short term plan နဲ့ချခဲ့တဲ့ခြေတော်ရရှိအဲ့ဒါမြတ်စွာဘုရားရှိရဲ့ခြေတော်ရကအခုမြန်မာပြည်မှာရှိတယ်ရခိုင်မှာရှိတယ်နော်အိန္ဒိယမှာရှိတယ်တိဘုံမှာရှိတယ်ဒီလိုမျိုးတွေပြောကြတာပေါ့နော်ဝဒေသမှာခြေတော်ရလည်းဆိုရှိနောက်ရခိုင်မှာခြေတော်ရလည်းရှိနောက်မင်းဘူးဘက်မှာလည်းခြေတော်ရလည်းရှိအဲ့မှာအောက်ဆက်တော်ရအထက်ဆက်တော်ရဆိုခြေတော်ရအစ်စ်လားလို့မေးတရားရှိအဲ့ဒါအထက်ဆက်တော်ရကိုဘုန်းကြီးတစ်ပါးကဘာခြေတော်ရအစ်စ်ရမလဲဆိုတဝဲနဲ့တူဖြူတဲ့အခါခြေထမ်းတော်လေးနည်းနည်းပဲ့သွားအဲ့ဒီဘုန်းကြီးချက်ချင်းမျက်စိပွယ်တယ်အဲ့မှာအောက်ဆက်တော်ရဘေးမှာရှိတဲ့အခရယတစ်လုံးကိုဘုန်းဘုန်းတို့သွားတွေ့ရခုနကယုံနာမယုံနာခဏထားသမိုင်းသူသေနာဘက်ကသွားတွေ့တဲ့အခါဘုန်းဘုန်းတို့ Brahmani အခရကိုသွားတွေ့ရ Brahmani အခရဆိုတာကဘုရားခေတ်အာသောကခေတ် BC 200 300 400 500 600ဒီကြီးသုံးခဲ့တယ်ပေါ့လေဘုရားခေတ်အာဂသောကခေတ်သုံးခဲ့တဲ့ Brahmani အခရဆိုသမိုင်းသူသေနာပညာရှင်တွေဖတ်လိုက်တဲ့အခါအဲ့ဒီမှာ Brahmani အခရကိုတွေ့တယ်ဘုရားရှင်လက်ထက်ကအခရရေးထုံးနေရတာသွားတွေ့ဒါကြောင့်ဘုန်းဘုန်းတို့ကတော့ယုံတယ်သူများမယုံတာဘုန်းဘုန်းမသိဘူးနော်ယုံလည်းမဆွဲဆောင်တော့ဟုတ်လားမယုံရင်တော့လည်းမယုံဘူးပေါ့ဗျာဘုံပြောမယ်တကယ်တမ်းကျတော့အားလုံးကဩဇေတကစီတီတွေပဲရည်မှန်းပြီးကိုယ်ဝယ်ရတဲ့ဟာတွေပဲဟုတ်ဘူးလားဗျာရွှေတကုံဘုရားနဲ့ရှင်ဘုရားလေးသူရဲ့ဘုရားလေးသူရဲ့ဓာတ်တော်မူတော်ရှိတယ်မြင်လားဘယ်သူတွေ့ဘူးတော့ရွှေတကုံစီထဲမှာဘုရားလေးသူရဲ့ဓာတ်တော်တွေရှိတယ်ဘုရားလေးသူရဲ့ဂုံအောင်ပြုပြီးတော့ရှိခိုးတော့ကုသိုလ်မရဘူးလားအဲ့ဒါလူရင်းမို့လားအဲကြောင့်ခြေတော်ရာမထင်တဲ့အကြောင်းကြီးရနုညံ့လို့နောက်တစ်ခုကသတ္တဝါတွေကိုပျက်စီးမှဆိုလို့အဋိဌံပြီးတော့ထားသင့်မှထားတယ်မထားသင့်ရင်မထားဘူးဒါကြောင့်ခြေတော်ရာမထင်ဘူးရပြီနော်ဟုတ်လားခြေတော်ရာကဘဝတော်ညီညာတဲ့ဆက်လက္ခဏာတွေပါတယ်သို့တော့မြန်မာပြည်ရလို့တရားရှိကွက်လို့အဖုထိတ်ကြီးခြင်းနဲ့အများကြီးမဟုတ်ပါဘူးအမှန်မှာတော့ signature ပါသင်္ကေတလေးတွေပါတယ်လို့ပြောတယ်နော်ဆိုလက္ခဏာလို့ပြောလိုက်ရင်ခြေတော်မှာပါတဲ့လက္ခဏာတွေမကဘူးလက်မှာပဲပါပါခြေရမှာပဲပါခန္ဓာကိုယ်စိတ်ပိုင်းတွေမှာပဲပါပါအဲ့ဒါကိုလက္ခဏာ signature လို့ခေါ်ပါတယ်ရပြီလားဟဲ့အဲ့ဒီလက္ခဏာတော်တွေကမြတ်စွာဘုရားရှင်ကဘာကြောင့်ရတာလဲလက္ခဏာတော်ကြီးငယ်အသွဲအသွဲဖြင့်တပည့်လာစွာကိုယ်ငါဝဲပါရမီတော်အဟုန်ကိုလုံးထုံလျက်မွန်းထုံသင်ကျူတရားမှုဟုပါရမီတော်တွေကြောင့်ရခဲ့တာ